Hello everyone, I'm Mingla Bashin. ဒီနေ့မှာတော့မမေရဲ့သမီးမိုင် EP3 စက်သိမ်းပိုင်းလေးပဲဖြစ်ပါတယ်။ EP3 စက်သိမ်းပိုင်းလေးမှာပြောဆက်စကားလေးလည်းရှိပါသေးတယ်။နည်းနည်းလေးအချိန်ပေးပြီးနားထောင်ပေးကြပါ။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်။သိချင်တာရှိရင်လည်း comment မှာမှတ်ခဲ့ပေးကြပါရှင်။အခုပြောချင်တာကတော့ဘာလဲဆိုတော့ကဒီသမီးမိုက်ပေါ့နော်မမေရဲ့သမီးမိုက်ဇက်ကားထဲမှာပထမဒုတိယအပိုင်းမှာပေါ့နော်သူတို့ကအဲ့အကောင်ကြီးနဲ့နေရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ပန်စုຫນွေဆွဲကောင်မလေးကသူ့အမေကိုပေါ့နော်ကိုအမေကိုမွေးထားတဲ့အမေကိုတောင်မှပြန်ပြောတယ်ဒါရီအားလုံးပေါ့နော်သူကတကယ်တော့အိမ်မက်မက်နေခဲ့တာပါအိမ်မက်မက်နေခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်သူ့ရဲ့အစ်စ်အိမ်မှာပဲသူကအိမ်မက်မက်နေခဲ့တာပါရှင်အဲ့မှာအိမ်မက်မက်ပြီးတော့သူပြန်နိုးလာတဲ့အချိန်မှာသူ့အမေကပေါ့နော်သူအိမ်မက်မမက်ခင်တဲခခင်ကိုပဲပေါ့နော်သူ့အမေရှိတော့ပေါ့နော်အဲ့ဒီအိမ်မှာသူကနေခဲ့ပူပါတယ်နေခဲ့ပူတဲ့အချိန်မှာပဲသူကအဲ့လိုမျိုးသူ့အမေကိုပြန်ပြောခဲ့တဲ့အတွက်သူနောင်နာအရန်ကိုရနေပါတယ်ဘာလို့ရရလဲဆိုတော့သူ့အမေဘာဖြစ်လဲဆိုတော့စောင့်ပြီးတော့ကြည့်ပေးကြပါထားရမယ်ငါဒီနေ့အိမ်မက်တွေကောင်းပါလားဘလို့ဖြစ်ရတာလဲမမေငါမမေလို့ခေါ်ရအောင်ငါတရွနေမမေလို့ခေါ်စရာလားထားလိုက်ပါတော့လေဒါပေမဲ့ပန်းစုຫນွေကသူ့အမေကမရှိတော့ဘူးသူ့အမေကတမလုံဘွားရောက်သွားပြီဆိုတာသိပေမဲ့လည်းအိမ်မက်ထဲကအဖြစ်ပြက်ကိုတကယ်လက်တွေ့မှတ်နေရတာပါအမေဘယ်ရောက်နေရလဲဟမ်အမေကိုမတွေ့ပါလားအမေဘယ်သွားနေရလဲမသိဘူးဒါနဲ့သူ့အမေကိုဟောရှာဒီရှာနေပဲသူတို့ရဲ့ဆိုင်းပုတ်သူတို့အိမ်သားလေးကဆိုင်းပုံသားလေးမှာသူ့အမေရဲ့တက်ပုံလေးကိုတွေ့လိုက်ရပါတယ်ငါအမေတည်သွားပြီပဲငါကြောင့်ဘာဖြစ်လို့အိမ်မက်ထပ်မနေရသေးရလဲသမီးကြောင်းမမရဲ့အမေရဲ့သမီးကြောင့်အမေအခုလိုဆုံးပါသွားခဲ့ရတာသမီးအမေကိုပျော်မဆိုမှရှိခဲ့တောင်းမှမာရဲ့အမေရဲ့ငငယ်ကလေးကအမေပေါ်မှာစိုးမိအောင်အမေဒီအချိန်ထိခွတ်လွတ်နားလဲပြီးတဲ့အတွက်ကြောင့်မလို့အမေတို့တကယ်ကျေးဇူးတင်ပါတယ်ဒါနဲ့ပဲပန်းစုຫນွေဟာမျက်နှာတော့တက်ပါတော့တယ်ငါမနှစောစောစီစီလက်မရှိကိုမရှိငိုလို့မဖြစ်ဘူးရေလေးပါလေးချိုးလိုက်တော့မယ်တော်ပြီအမေနဲ့စီးခဲ့ဘူးတဲ့ကားကလေးကိုပြန်မှတ်ရတယ်အမေမရှိတော့မှန်းသိရဲ့တန်းနဲ့အမေနဲ့ပတ်သက်တဲ့အိမ်မက်တွေကိုမှတ်နေတာအမေကငါ့ကိုစောင့်ရှောက်နေရလားဒါမှမဟုတ်အမေကငါ့ကိုများမကြိတ်နဲ့လို့လားအရာရာအားလုံးပြောင်းလဲပြီးတော့နားလေတဲ့အချိန်ကြာမှာအမေကိုပို့ပြီးတော့စော်ကားမိနေတယ်ဘာလို့လဲဒါနဲ့ငါအမေငါ့ကိုငယ်လေးတော့ငါအရန်ကြိုက်ခဲ့တဲ့ cheesecake ကိုတွားဝယ်ပဲအရင်တော့ပတ်စံမရှိခဲ့ပေမဲ့လေသူ့ရဲ့အဖေကိုလွမ်းခြင်းတန်းတာခြင်းမရှိခဲ့တဲ့ Horia စုပန်တွေကတော့အမေမရှိတော့တဲ့အချိန်မှာပိုခံစားခဲ့ရတာတော့စုပန်တွေရင်ထဲမှာတကယ်ကိုပဲထိမနိုင်ဘူးဖြစ်နေခဲ့ပါတော့တယ်ဒါငယ်တော့ငါတက်ခဲ့တဲ့မူချိုကြောင်လေးပဲအခုဆိုလို့ရှိရင်ငါထက်ငယ်တဲ့ကလေးတွေဒီမူချိုကြောင်မှာပျော်နေလောက်ပြီဒီလိုမျိုးတွေပြောပြီးကိတ်မှုဆိုင်ကိုရောက်လာခဲ့ပါတော့တယ်ဒါနဲ့ပဲစုပန်တွေကကိတ်မှုဆိုင်ကိုရောက်ချလာပါတော့မင်္ဂလာပါအမပါလေးများလို့လည်းမသိပါဘူးရှင်ဟိုပါလေအမအရင်တော့ဒီဆိုင်မှာကိတ်ခဏခဏလာဝယ်နေတဲ့အန်တီကြီးကိုသိလားမသိဘူးရှင်သိပါရဲ့ရှင်အဲ့ဒီအနီးရဲ့နာမည်ကအလီနာဆိုလာပဲလေအနီးအဲ့အနီးရလေသိလားသူသမီးလေးဖို့ဆိုပြီးတော့ cheese cake လေးတွေကိုလေနေ့တိုင်းဝယ်သွားတယ်ရှင်ပါ
ဘာများသိချင်လို့လဲမသိဘူးเนาะညီမလေးဟိုပါကျမကိုလည်း cheese cake လေးတစ်တုံးလောက်ပေးပါနော်အဲ့ဒီအနီးဝယ်သွားတဲ့ cheese cake ကကျမစားဖို့ပါဒါဆိုလို့ရှိရင်အဲ့ဒီအနီးအလီနာနဲ့ငါဒီညီမလေးနဲ့ကပတ်သက်နေရဆိုတဲ့သဘောလားယင်ဟုတ်ပါတယ်သူကကျမအမေပါဟဲဒါနဲ့အဲ့ဒီဒေါ်အလီနာရောတက်တာကြရဲ့လားပြီးတော့ကျမ်းမလဲကျမ်းမကြလားဆုံးသွားပါပြီရှင်ဒါကြောင့်မလို့ကိုဆုံးသွားတာဘယ်နှစ်ပတ်ရှိလဲနှစ်ပတ်လောက်တော့ရှိပါပြီရှင်အိုးအဲ့ဒါကြောင့်မလို့နဲ့တူတယ်အရန်ဝမ်းနေဖို့ကောင်းတာပဲနော်အဲ့ဒီနှစ်ပတ်တီလေးဒေါ်အလီနာကကိတ်မှုလာမဝယ်လို့လေအဲ့ဒါကြောင့်မလို့လေဒေါ်လီနာများတခြားကိတ်မှုဆိုင်ကိုများကြိုက်သွားပြီလားလို့စဉ်းစားနေကြအခုတော့ဒေါ်လီနာရဲ့အဖြစ်ဖြစ်ဆိုကြည့်ပြီးတော့အရန်ဝမ်းနေမိပါတယ်ညီမလေးရဲ့အခုလိုမျိုးအမေအတွက်စိတ်ပူပေးလို့ကျေးဇူးတင်ပါတယ်နော်အမကျမကို cheese cake လေးတစ်တုံးလောက်ပေးပါနော်ရမယ်နော်ညီမလေးဒါနဲ့ပဲစုပန်တွေလဲကိတ်မုတ်ကိုယူကပြန်ထွက်လာခဲ့ပါတော့တယ်ကိတ်မုတ်ဆိုင်ရာအန်တီတောင်မှငါအမေကိုသိနေပါလားချိန်ရင်ပြောင်းသွားပေမဲ့ပန်စုတွေရဲ့သူ့အမေကိုလွမ်းတဲ့စိတ်ကမပြောက်ခဲ့ပါဘူးပြီးတော့လေပန်စုတွေတယောက်မှာသူ့အမေကသူ့ကိုလမ်းတလန်းလုံးမှာအကောင်းဆုံးဖြောင်းပြပေးခဲ့တဲ့အတွက်ကြောင့်မလို့သူ့အမေရဲ့စကားတွေကိုအခုတဖန်ပြန်ကြားချင်နေခဲ့ပါတော့တယ်ဒါပေမဲ့မရှိတော့တဲ့သူ့ရဲ့မာတာမိခင်အတွက်အယမ်းမဲ့သူစိတ်မကောင်းဖြစ်သွားတယ်ဒါနဲ့ပဲဒီလိုမျိုးတွေကိုပန်စုတွေတွေးနေတဲ့အချိန်မှာပဲအရှိမလူတယောက်ကရောက်ချလာပါတယ်ဘယ်လိုဖြစ်ရတာလဲရှင်ထားပါအောင်ရှင်ဘယ်လိုဖြစ်ရလဲအိုးကျမတောင်းမှမာရင်တော့ကျမကားကိုလေမမြင်မဲနဲ့မောင်းလိုက်မိလို့ပါရှားပါတယ်ဘာမှမဖြစ်ပါဘူးဗျထားပါနော်အကူကလေစိတ်မရှိလို့ရှိရင်လေဒီမှာစေကန်းလေးပါလေးများလိုက်ပို့ပေးလို့ရလားရှင်မလိုပါဘူးဗျကျွန်တော်လဲခြေထောက်ကခောက်သွားရုံပါပဲကားနဲ့ထိသွားတာပါမကြိတ်မိပါဘူးဗျရပါတယ်ဒါဆိုလို့ရှိရင်အကိုအိမ်ကိုပြပြလို့ရမလားရှင်အကိုကခြေထောက်နည်းနည်းနာနေတာဆိုညီမကိုယ်တိုင်လိုက်ပို့ပေးခြင်းလို့ပါရပါတယ်ဗျလိုက်ပို့ပေးခြင်းလဲလိုက်ပို့ပေးပါဒါနဲ့ပဲပန်စုတွေနဲ့ကောင်လေးတယောက်ဟာသူ့နောက်ကိုလိုက်သွားခဲ့ပါတော့တယ်အကိုကဖိမှန်နေတာလဲကျွန်တော်ဒီရှိမှာပါပဲဟိုရှိကကားပြထိုးတိုင်းအိမ်ကကျွန်တော်အိမ်ပါဗျအကိုကဘာလို့လမ်းလျှောက်ပြီးလာတာလဲကားနဲ့မလာဘူးလားကျွန်တော်ကားစီသွားဝယ်တာပါဗျဒါဆိုလို့ရှိရင်ညီမဒီမှာပဲရက်ခက်ပေးလိုက်မယ်နော်ကိုရပါတယ်ဗျရက်ခက်ပေးလိုက်ပါနော်အကိုညီမအင်ထီတော့လိုက်မပို့ပေးတော့ဘူးနော်ဒီလောက်ဆိုအဆင်ပြေလားမသိဘူးရှင်အဆင်ပြေပါတယ်ဗျဟိုဟာလေးနာမည်ဘယ်လိုခေါ်လဲမသိဘူးနာမည်ကပန်စုနွေပါရှင်အခုနာမည်ကဘယ်လိုခေါ်လဲရင်အခုနာမည်ကကောင်းခန့်လို့ခေါ်ပါတယ်ဗျဒါဆိုရင်ကျမကိုခွင့်ပြုပါအောင်နော်အကိုကောင်းခန့်ဟုတ်ကဲ့ပါဗျအော်ဒါနဲ့မေးလို့ပါရှင်ဟိုဟာလေးတခုလေး6ယောက်ကအခြေအနေဆိုးတာတော့ဘာလို့ဆိုလို့ရှိရင်ညီမကိုဖုန်းဆက်လိုက်ပါနော်တခါရဲညီမအဲ့ဒီ6ယောက်ကိုတက်တာရထိညီမတာဝန်ယူပါရင်နော်အဆင်ပြေပါရဲ့6ယောက်ကနားရဲမှာမပါပါဘူးတခုဖြစ်မှဖုန်းလက်ဆက်လိုက်မယ်နော်ဖုန်းနံပါတ်ကလေးလည်းယူထားအောင်မလားရှင်ဟုတ်ကဲ့ဒါနဲ့ပဲပန်စုတွင်လည်းဖုန်းနံပါတ်ပေးပြီးတော့သူ့ရဲ့အိမ်ဘက်ကိုထွက်လာခဲ့ပါတော့တယ်အဲ့ဒီအကိုကြီးချောလိုက်တာသူကသူ့ရဲ့ office နဲ့တင်ကိုပဲခန့်ချောကြီးဖြစ်နေပြီချစ်စရာလည်းကောင်းပါတယ်သူ့ရဲ့6ယောက်ကိုပြောင်းကူပေးဖို့ကငါရဲ့တာဝန်ပဲဆိုတော့6ယောက်ပြောက်တဲ့အထိသူ့ကိုငါတာဝန်ပြုပေးရမှာပဲဒါနဲ့ပဲပန်းစွတွေလည်းသူဝယ်ထားတဲ့ cheese cake ကိုစားလိုက်ပါတော့တယ်စားလို့ကောင်းလိုက်တာသူမုံစားနေတဲ့ချိန်မှာပဲဖုန်းတကောဝင်လာပါတယ်ဟယ်လိုဟိုလေးပန်းစွတွေလားမသိဘူးခင်ဗျပန်းစွတွေပါရှင်ဘယ်သူလဲမသိဘူးနော်အကိုကလေမနေ့တုန်းက
အကိုကားတိုက်ခံရတဲ့ကောင်လေးပါအော်အကိုကောင်းခန့်ဆိုတာလားလို့လေဟုတ်တယ်ဗျအခုကျွန်တော်ရဲ့6ယောက်ကလေနည်းနည်းမတက်တာတူကျွန်တော်တို့ဖြစ်နေလို့အဲ့ဒါခဏလောက်လာကြည့်ပေးပါလားဗျဟုတ်ကဲ့လာကြည့်ပေးပါမယ်ရှင်ခဏလေးပဲစောင့်ပါနော်ဒါနဲ့ပဲပန်းစုတွေလဲကောင်းခန့်ရဲ့အိမ်ကိုကားမောင်းပြီးထွက်လာခဲ့ပါတော့တယ်ငါတက်လိုက်တာတော်တော်ကိုဆိုးရွားသွားတယ်နဲ့တူတယ်သူငါ့ကိုအားနာလို့ဒါမနာဘူးမကျင်ဘူးလို့သူပြောခဲ့တာသူတော်တော်ကိုခံစားနေရမှာပဲကဲရောက်ပြီဒါနဲ့ပဲပန်းစုတွေလဲသူတို့အိမ်ကိုပြေးသွားလိုက်ပါတော့တယ်အေးခွေးရှိပါလားငါခွေးကြောက်တယ်ဒါပေမဲ့ခက်တီတီနဲ့တွားလို့ရပါတယ်လေအကိုကောင်းခန့်အိုညီမလေးဝင်လာဟုတ်ကဲ့အကိုစမပြေဘူးဆိုလို့လေအကို6ရောက်နဲ့အောက်နေရဆိုလို့ညီမလေးလာကြည့်ရအကိုရဲ့ကျွန်တော်ပြောစရာရှိလို့ပါပြောလေအကိုမင်းကိုချစ်လို့ရှင်ဒီနေ့မနေ့မှတွေ့ပြီးတော့ဘာလို့အခုချစ်ရတာလဲအဲ့ဒါတော့ကျွန်တော်လည်းပြောမတတ်ဘူးဗျကျွန်တော်ရဲ့စိတ်ထဲမှာပန်းစုကိုချစ်နေမိရဲ့ဗျကျွန်တော်ပြန်ချစ်နိုင်မလားယင်ပြန်ချစ်ပေးနိုင်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကချစ်သူတွေဖြစ်သွားကြပြီပေါ့နော်ဟုတ်ပါတယ်ကျွန်တော်ဒါဆိုလို့ရှိရင်ပန်းစုကိုချစ်လို့ရတယ်ပေါ့နော်ချစ်လို့ရပါတယ်။အဲ့ပဲပန်းစုကိုဖတ်လိုက်ပါတော့တယ်။ပန်းစုကိုဖတ်ပြီးတဲ့အချိန်မှာပဲဇလန်းလေးဟာတဖန်ပြန်လဲမမေရဲ့သမီးမိုင်းဆိုတဲ့ဇလန်းလေးဟာတဖန်ပြန်လဲပြီးဆုံးသွားပါတော့တယ်ရှင်။ယခုတင်ဆက်ပေးတဲ့ဇလန်းလေးကတော့မမေရဲ့သမီးမိုင်းဆိုတဲ့ EP3 ဇက်ကားလေးဇက်သိမ်းပိုင်းပဲဖြစ်ပါတယ်ရှင်။ဒီဇက်တိုင်းပိုင်းမှာလဲပေါ့နော်အစမပြေရလေးရှိရတော့တခုခုလဲချွေရှိရဆိုရင်တော့တောင်းပန်ပါတယ်ခွလို့ပေးကြပါဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင် like and subscribe လေးလုပ်ခဲ့ပေးကြပါကြိုက်တဲ့ဗီဒီယိုလေးကို comment မှာမှန်းခဲ့ပါရှင်ဒါဆိုလို့ရှိရင်တော့နောက်ထပ်အသစ်လာမယ့်ဗီဒီယိုလေးကိုစောင့်မျှော်ပေးကြပါအောင်ပရိသတ်ကြီးတို့ရေအားလုံးပဲ bye bye ပါ